တချို့ဇာမင်သားတွေလိုဟန်ပြကပြီးစုကြည်မမဲ့တဲ့ဇိုင်းမိုးကြောင့်ကိုတဲ့ပြောလာတဲ့ကျွန်းတွေဝိတ္တများလုံးမင်္ဂလာပါရှင်တခြားဇာမင်သားတွေနဲ့လားလာမှမတူတဲ့ဇိုင်းမိုးကြောင့်ကိုပြောလာတာကတော့ကျင်နာတရားထွန်းကားရေးကျွန်းတွေဖြစ်ပါတယ်ဝိတ္တတွေအားလုံးသိကြတဲ့အတိုင်းပဲကျွန်းတွေကသတာတတ်မော်တယ်ဆိုတာအနုပညာလောကမှာလူတိုင်းကလေးစားရတယ်လို့အနေငယ်လေးကြောက်ရတဲ့အချိန်ဝါချီသူတယောက်ပါဘာဖြစ်လို့လဲဆိုတော့သူကကောင်းရင်ကောင်းတယ်မကောင်းရင်မကောင်းဘူးဆိုတာကိုမျက်နှာမလိုက်ပဲရဲရဲဝံ့ဝံ့တက်တို့ပြောဆိုဆုံးမတဲ့အကျင့်ရှိလို့ပါပဲသူကနှစ်ပေါင်း30ကျော်တိုင်းဇာတာထန်လန်မော်ဒယ်အေဂျင်စီကိုအောင်မြင်စွာနဲ့တည်ထောင်ထားနိုင်ခဲ့လို့ဖြစ်ပါတယ်။ဒါပြင်ပညာလောကရဲ့ထိပ်တန်းစည်းဝင်မင်းသားတွေဖြစ်ကြတဲ့မြင့်မြတ်နိုင်အစရှိတဲ့နာမည်ကျော်ပညာရှင်တော်များများကိုကိုယ်တိုင်မွေးထုတ်ပြိုးထောင်ပေးနိုင်ခဲ့လို့ဖြစ်ပါတယ်။ဒါကြောင့်မလို့ပဲပညာရှင်ကဘလို့စိတ်နေစိတ်ထားရှိတဲ့အနုပညာပေါ်ဘလောက်လေးစားမှုရှိတဲ့ဆိုတာကိုမြင်တာနဲ့တခဏအတွင်းမှာနားလေအကဲခဲနိုင်တဲ့အစင်မရှိနေတူပါအခုလိုဇာမင်းသားတွေခက်စားနေတဲ့အချိန်မှာစိတ်မကောင်းစရာရှိတဲ့ရှစ်ကိုလည်းကျွန်းလွင်ကထောက်ပြထားခဲ့ပါတယ်အဲ့ဒါကတော့တချို့သောဇာမင်းသားတွေဟာအနုပညာကိုတကယ်ယူမှုချစ်မြတ်နိုးတာထက်ပတ်စံကိုတာပုံမှုလိုချင်ကြပြီးတော့ဇက်ခုံပေါ်မှာအနုပညာကိုဟန်ပြတတ်တာလုပ်နေကြတဲ့သူတွေများလာပါတယ်ဗိဒ္ဓတွေဘက်ကလည်းတကယ်အနုပညာစွမ်းရည်ထဲမင်းသားတွေရဲ့မျက်နှာကိုယ်တာကြည့်ပြီးတော့ဟန်ပြအားပေးနေကြတဲ့အရှင်တွေမျိုးတွေရှိနေတယ်လို့ဝေဖန်ထားခဲ့ပါတယ်ဒါပေမဲ့ဒီလိုပေါ်ပင်ဖြစ်နေတဲ့စုကြီးငွေကိုဒါမင်မောနေတဲ့မင်းသားတွေကြားထဲမှာစိုင်းရီမို့ကတော့တခြားမင်းသားတွေနဲ့တစ်စက်လေးမှမတူပဲလုံးဝကိုကွဲပြားနေတယ်လို့ဂျွန်လင်ကအတီးလင်းပြောကြားလိုက်ပါတယ်စိုင်းရီမိုရဲ့အနုပညာပေါ်ထားရှိတဲ့ခံယူရှယ်အလုပ်ပေါ်မှာထားတဲ့ကြိုးစားမှုစီတတာနဲ့ဘဒုပေါ်မဆိုနှိမ့်ချဆက်ဆံတဲ့စိတ်ထားတွေကိုဂျွန်လင်တရားအထူးပဲရှိကျူထားခဲ့တာပါဒီလိုရှိကျူရတဲ့အဓိကအကြောင်းရင်းဖြစ်ရမှန်လေးတစ်ခုကိုလည်းဂျွန်လင်ကတတိအနေနဲ့ပြောပြသွားခဲ့ပါတယ်မကြသေးခင်ကပြုလုပ်ခဲ့တဲ့မင်းမဟော်ဓာတ်မြေဩဇာပွဲမှာစိုင်းရီမိုကလာရောက်ဖြောပြပေးခဲ့ပါတယ်တကယ်တော့စိုင်းရီမိုကအဲ့ဒီပွဲမတိုင်ခင်ညကတညလုံးဇက်ကထားရတဲ့အတွက်တေးမတောင်မအေးရသေးပဲအလွန်အမင်ပင်ပန်းနေတဲ့အချိန်မှာလူတယောက်အနေနဲ့ဒီလောက်ပင်ပန်းနေရင်အလုပ်ကိုခိုးကရှင်စိတ်ပေါ်လာတတ်တာတဘာဝပါဒါပေမဲ့စိုင်းရီမိုကတော့အဲ့လိုမဟုတ်ခဲ့ပါဘူးဘာဟာကျဲတိုက်တဲ့ရှင်ကနေစလို့ပွဲကနေတဲ့အချိန်ထိနည်းနည်းလေးမခုမကပဲသူရဲ့အနုပညာအနုကြည်အပြိနဲ့ကြည်ချူသူပိတ်သက်တွေအယကျီနာတော့အောင်စွမ်းကုန်ဖြောပြပေးသွားခဲ့တယ်လို့ဂျွန်လင်ကမှတ်ရပြပြခဲ့ပါတယ်ဒါအပြင်ဆိုင်မိုကလုပ်ငန်းခွင်ထဲမှာရှိတဲ့လူကြီးသူမတွေစီနီယာအနုပညာရှင်တွေကိုလည်းအင်မတန်မှရိုးရိုးတည်ရင်ကြည်ကြည်ဆက်ဆံတဲ့သူဖြစ်ပါတယ်အလုပ်ကိုလည်းလေးစားတဲ့ဆိုင်ရီမိုရဲ့ဒီလိုစိတ်နေစိတ်ထားတွေကိုဂျွန်လင်ကိုယ်တိုင်ကလေးစားမိတယ်လို့ဝန်ခံထားခဲ့ပါတယ်နောက်ဆုံးအနေနဲ့ဂျွန်လင်ကဆိုင်ရီမိုကိုအကြံပေးသွားတာကတော့အခုလက်ရှိအနုပညာပေါ်မှာထားရှိတဲ့ဒီလိုမမြတ်တဲ့လေးစားမှုစိတ်ထားလေးကိုဆက်လက်ထိန်းသိမ်းထားဖို့နဲ့ဒီလိုစိတ်ထားလေးနဲ့တာဆက်သွားမယ်ဆိုရင်အခုထက်မကပိုပြီးတော့ကြီးမားတဲ့အောင်မြင်မှုတွေကိုတရားပေါက်ရလာလိမ့်မယ်လို့တုံ့တက်အားပေးသွားပါတယ်ကဲရှ်ပရိတ်တက်ကြီးမျက်နှာမလိုက်တဲ့ဝိုင်းရဲ့အနုပညာရှင်ကြီးဂျွန်လင်ကိုယ်တိုင်ချီကျူရတဲ့ဆိုင်းရီမိုရဲ့စိတ်နေစိတ်ထားနဲ့အနုပညာပေါ်ခံရင်ရှိတွေကတကယ်ကိုအတူယူလေးစားစရာကောင်းပါတယ်ပိတ်သက်တွေကရောဂျွန်လင်ပြပြသွားတဲ့ဆိုင်းရီမိုပေါ်မှာဘလို့မြင်ကြလေးဆိုတာကွန်မန့်မောင်ဝင်ရအားပေးသွားကြပါအောင်ရှင်ကြည့်ရှုပေးတဲ့အတွက်အလုံးကိုကျေးဇူးတင်ပါရှင်